စွန်เจ้ามมวยเลยเนี่ยชุดๆๆအရန်စားကောင်းတဲ့ငပြောပူကြော်လေးကြော်စားဖြစ်ပါတယ်ရှင်သူရပါဝင်ပြက်စနီကလေအရန်ကောင်မရိုးရှင်းပါတယ်နော်မလေးရှားမနက်စီကနေရလာခဲ့တဲ့ငပြောဖူလေးအရန်နူးညက်တယ်နော်တဝက်ပဲကြော်စားမှာပါရှင်တဝက်ပဲကြော်မှာဖြစ်တာမလို့တဝက်ပဲလေးမှာပါရှင်နော်တဝက်ကတိန်ထားမှာပါနောက်နေ့အတွက်စားဖို့တပတ်နော်ဒီနေ့ကတော့အသားဟင်းတွေငါးဟင်းတွေအရန်ဣလာတာဖြစ်တာမလို့ရွာလန်းပြေဖို့အတွက်ငပြောဖူလေးကိုကြော်စားဖြစ်ပါတယ်ရှင်ငပြောဖူးလေးကိုဒီလိုမျိုးလှီးလိုက်ပြီးဆိုရင်သူ့ရဲ့အစည်းတွေထွက်သွားဖို့အတွက်စားရည်စိန်ထားမှာပါရှင်နော်စားကတော့များများထည့်လေရပါတယ်နော်စားလေးဒီလိုမျိုးရေစိန်ထားမှာပါရှင်ဒါမှအစည်းလေးကထွက်မှာပါနော်မဖန်ဖို့အတွက်ပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်ရွာအလွမ်းပြေစားစာလေးပါရှင်နော်ငပြောဖူးလေးစိန်နေတဲ့အချိန်တုန်းမှာကျက်သွန်နီလေးခလီးမှာပါရှင်နေ့ကကျက်သွန်နီဥလေးတစ်လုံးထည့်မှာပါရှင်နော်မထုမပါပေါ့နော်ပါသွားရင်လည်းစားမကောင်းဘူးပေါ့နော်မထုမပါလေးပေါ့နော်ဒီလိုမျိုးလှီးလိုက်ပြီးဆိုရင်ကျက်သွန်ဖြူလေးကိုလှီးမှာပါရှင်ကျက်သွန်ဖြူလေးတူပဲနော်မထောင်းနဲ့ဒီလိုမျိုးလှီးပေးနော်မထုမပါလေးလှီးပေးပေါ့နော်ဒီနေ့ကတော့ကျက်သွန်ဖြူလဲ9မွာ6မွာလောက်တုံးထားပါတယ်ကျက်သွန်ကလည်းဥကြီးတစ်လုံးတုံးထားပါတယ်ရှင်နော်ကျက်သွန်ဖြူများထက်မှာမွေးလေးရမယ်ကျက်သွန်နီလေးမွေးထက်မှာပါရှင်နော်နင်းကတော့မွေးတာကြိုက်တာပါရှင်ကျက်သွန်ဖြူလေးလှီးလိုက်ပြီးဆိုရင်ဒီလိုမျိုးရေစိမ်ထားတဲ့ငပြောဖူးလေးတွေကိုရေတက်ရှင်းနေအောင်ဆေးချပြီးဆိုရင်ဒီမှာစီတက်မှာပါရှင်เนาะကျက်သွန်ဖြူကျက်သွန်နီလေးစီတက်ပြီးဆိုရင်ငပြောဖူးလေးကိုထည့်မှာပါရှင်ဒီလိုမျိုးစီတက်ပြီးလိုက်ပါเนาะအခန်းမှာကြော်နေတာဖြစ်တာမလို့အိုးကသေးနေတယ်เนาะမိဖို့ကြောင့်ကမအားသေးလို့ပေါ့နော်အပြင်မိဖို့ကြောင့်ဒါကြအခန်းမှာပဲကြော်လိုက်တာပါရှင်စားလေးထည့်မယ်ချုံမောက်မစားလို့ကျက်သားမှုတ်လေးသုံးပါတယ်ရှင်เนาะကျက်သားမှုတ်လေးထည့်မှာပါရှင်เนาะပစုံကြောက်မှုေးသွားအောင်ပစုံကြောက်လေးထည့်မှာပါရှင်เนาะနောက်ပြီးတော့အပြင်မှာချက်မှာရှင်เนาะအပြင်မှာသွားချက်မှာမိဖို့ကြောင့်မှာချက်မှာပါရှင်เนาะဒီလိုမျိုးရေလေးဖြစ်နေသေးတယ်ဆိုရင်ရေလေးခမ်းသွားအောင်ကြော်လိုက်ပေးပါရှင်เนาะရေလေးခမ်းမှချွတ်စိတ်မွေးလေးရမှာပါရှင်เนาะရေမြိုင်စားမကောင်းမှုเนาะဒါကြောင့်ရေခမ်းသွားအောင်ဒီလိုမျိုးတည်ထားပေးပါရှင်เนาะကြော်ထားပေးပါရှင်เนาะရေခမ်းသွားရင်တော့အရန်ကိုမှမွေးပြီးတော့အရန်ကိုမှစားလို့ကောင်းတဲ့ငပြောဖူးလေးရမှာပါရှင်เนาะချွတ်စိတ်ကလေးနဲ့ပစုံကြောင့်မမွေးလဲနဲ့အရန်ကိုမစားလို့ကောင်းတယ်ငါပြောဖူးကြော်လေးရပါပဲရှင်ရောအလန်းပြေစားလေးပါရှင်အရင်မှလွယ်ကူပါတယ်လောက်စားကြည့်ပါနော်တကယ်စားကောင်းပါတယ်ရှင်လောက်ရတာလဲအရန်လွယ်ကူတယ်နော်